Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီစနစ်တန်းဖြည့်မယ်ပေါ့နော်ညီလေးညီမလေးတွေအတွက်ပါဒါဒီညီလေးတယောက်ကတောင်းဆိုထားလို့ပေါ့နော်ဒီကျွန်တော်ချက်ပေါ်မှာဒီစနစ်တန်းဖြည့်မယ်နဲ့တူပါတယ်ညီလေးတယောက်ကနေအကိုနေဒီစနစ်တန်းဖြည့်မယ်ညီလေးလေးအတွက်ပေါ့နော်ဒီစိတ်ခွန်အားဖြည့်မယ်အရာလေးပြောဒီ sharing လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုထားတဲ့အတွက်ကျွန်တော်လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့နော်ဒီစနစ်တန်းဖြည့်မယ်ညီလေးညီမလေးတွေကိုနော်ဒါဆောင်မွေးကိုတေချာဖြည့်နိုင်မှုတော့မျှော်လင့်ပါတယ်ဒီစနစ်တန်းဆိုတာတော့ဒါကျွန်တော်တို့အရင်စနစ်ဟောင်း10တန်းလို့ပါတယ်ဒါအရန်ဟိုမှာဒါပိုးရရဲ့ပေါ့နော်ဒါတစ်စစ်ချိုးပါပဲအင်မတန်ကအမှတ်ရစရာများမယ်အင်မတန်မှာကိုဘွားအတွက်လည်းပေါ့နော်ဒီကနေပြီးကိုတို့ကတစ်စင်းပြီးတစ်စင်းပေါ့နော်ဒါနောက်ထပ်တလန်းသွားမှာဖြစ်ပါတယ်တချို့တွေကတော့ပြောပါတယ်ပေါ့နော်ဒါငါတို့ကငွေရှာနိုင်ရပြီပေါ့နော်ဒါတင်ညာတွေဒီကျောင်းတွေကိုတက်စရာမလိုဘူးလို့တချို့ပြောကြပါတယ်သူတို့ရဲ့အတွေ့အကြုံတွေကိုကိုလေးစားပါတယ်ဒါပေမဲ့ဒါကိုကဒီပတ်စံနဲ့ရှာနိုင်တယ်နော်ကိုလိုအပ်တဲ့ဒီပညာတွေဘွဲတွေကိုလည်းယူထားနိုင်ရင်တော့ကိုတော့ပိုကောင်းတယ်လို့ပဲအကိုကတော့ထင်ပါတယ်ညီလေးညီမလေးတွေအတွက်လည်းဒီလိုနော်ဒီပညာတတ်တာကိုတော့ပို့ပြီးတော့ခွင့်လန်းနေများမယ် option ပို့ပြီးတော့ရွေးချယ်စရာတွေများမယ်လို့ကိုထင်ပါတယ်နော်ဒါပညာဆိုတဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လည်းအကိုတို့ကပေါ့နော်ဒီကျောင်းတွေမှာဆိုလဲဒါကျောင်းကိုတက္ကသိုလ်တွေမှာဆိုလဲအကိုတို့ကအစုအဖွဲ့ထင်မလိုက်ဒါလုပ်ငန်းတွေလဲပတ်ပုံတွေဥမာကိုက easy ဆိုလဲဒါအတန်းကောင်းဆောင်ဆိုလဲပေါ့နော်ဒီအတန်းကောင်းဆောင်တွေပတ်သက်တဲ့လှုပ်ဆောင်ချက်တွေကိုရဲ့လောက်ဒီ follower တွေပေါ့ဘယ်လိုခုံမှန်ပြန်လုပ်မလဲဘယ်လိုအမိတ်ပေးမလဲခိုင်းစီမလဲဘယ်လိုတယောက်နဲ့တယောက်နဲ့ညီညွတ်အောင်ဘယ်လိုနေမလဲအဲ့ဒါတွေကအရင်ဟိုပေါ့နော်ဒီကျောင်းတွေဒီတက္ကသိုလ်တွေကတင်ကြားပြီးတဲ့အရာကိုလိုရလာလုံးဘွားတွေနော်ဒါပေါင်းသင်းဆက်ဆံရေးတွေကအစားပေါ့ဒါကိုယ့်ရဲ့ကြီးရဲ့ဆရာဆရာမတွေကိုယ့်ရဲ့တကြီးဝါကြီးတွေဘယ်လိုဆက်ဆံရမှာအစားပေါ့ဒါတွေကိုကျွန်တော်အကိုလိုပါပေါ့နော်ဒါကျောင်းတွေကနေတင်ကြားပေးတာပေါ့ကျောင်းတွေကနေနော်ပညာတွေကျောင်းတွေကနေစာတစ်ခုလည်းမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဒါနောက်ထပ်သွားမယ်လူမှုဘဝတွေအတွက်ပါဒါအများကြီးထောက်ကူပေးတဲ့အရာဖြစ်ပါတယ်တက္ကသိုလ်တွေမှာဆိုရင်အကိုလိုတွေ့ရတဲ့အတိုင်းပဲနော်ဒါတချို့တွေဆိုရင် practical တွေလုပ်ရ presentation တွေလုပ်ရတယ်တချို့ဆို assignment တွေတင်ရတယ်နော်ဒါကျောင်းရဲ့ function တွေပြီးရင်နော်ဒါကျောင်းမှာဒီ fresher welcome လို့ဘာလို့ဆိုလဲအားလုံးပူးပေါင်းပြီးတော့ဆောင်ရွက်ရပါတယ်နော်ကိုအဲ့လိုအားလုံးကပူးပေါင်းဆောင်ရွက်လို့ကျောင်းမှာဆိုလဲကျွန်တော်ကိုလိုစုံညီပွဲတွေဘာတွေမှာဆိုရင်ဒါတယောက်နဲ့တယောက်နော်တန်ငယ်ချင်းတွေအချင်းချင်းအားလုံးအချင်းချင်းချစ်ချင်းညီညီနဲ့ဒါစီစီလုံးလုံးနဲ့နော်ဒါတန်တိုင်ဝုံဝုံနဲ့ဒါ communication ကိုဒါတိဆောက်ပြီးလို့ပေါ့နော်အခုလက်တွေ့ဘဝမှာသုံးချနိုင်ရင်တော့ဒါပိုကောင်းပါတယ်ဒါတချို့တွေပြောဆိုတော့ဝင်ငွေငါတို့ကပတ်စံရှာနိုင်တယ်ရပြီပေါ့နော်ပတ်စံရှာနိုင်တယ်ဒါတွေကမလိုဘူးလို့ပြောလို့မရပါဘူးဒီပညာတွေကအခုနော်ရှေ့လာမဲ့နော်အကိုတို့ဒါဖြတ်သန်းမဲ့ဘဝတွေကိုလက်ဆင့်ကမ်းပြီးတော့အကိုတို့ကဒီပညာတွေကတည်သွားလို့ရပါတယ်အကိုတို့ကစာတခုလည်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီအတန်းပညာနော်မိမိဒီ skill တွေပါဒါကိုယ့်ရဲ့တဘောအလုံးကိုယ်အနေနဲ့ယူဆောင်သွားလို့ရပါတယ်เนาะဒါစာတစ်ခုတည်းလို့ထင်ရင်တော့ဒါမှားပါတယ်เนาะဒါကျောင်းတွေကဒါအခုတို့ကျောင်းတွေတက္ကသိုလ်တွေဆိုတာဒါလူမှုဆက်ဆံရေးတွေအစားပင်ကြပြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ကိုဒါညီလေးညီမလေးတွေအနေနဲ့လည်းလားဖြည့်စုံတဲ့စာမွေးကိုဒါအကောင်းဖြည့်စုံနိုင်ပြီးတော့เนาะမိရဲ့ဘဝတစ်စီချိုးမှာဒါဘဝတစ်စီချိုးတော့လိုရတဲ့အောင်မြင်မှုတွေကိုเนาะရရှိပိုင်ဆိုင်နိုင်ပါစေလို့ကိုကစုမကောင်တောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်